ဒီချက်ဆက်ပြီးတော့တီးကိုမခံနိုင်တော့တော်ပြီ ဖဲသွားမလို့တော့ မလေးပြဿနာခဏခဏနေတိုင်းကြုံနေရစိတ်ညစ်လာရင်ငါထမင်းနေလဲလူစားငါ့ကိုလဲကြိုက်တယ်ငါပဲခုဆိုပြန်ကြောက်နေရတာလေ ငါ့ကိုပြောလား ဟာပိုးကောင်နေလေဟာပရစိတ်တွေထမင်းပကက်အခုပဲချအခုပဲတက်ပြန်ပြီကြည့်ဒီချင်းတွေမိုးဝေးလေးနဲ့ဇိမ်ခံမလို့ရှိသေးတယ်ငါ့ကိုလာကြိုက်နေတာငါသွေးလို့ပေးနေလို့မျိုးပဲဒီကောင်နဲ့လဲတကယ်ပြဿနာကောင်ပဲနေတိုင်းသူ့ကိစ္စကြီးပဲငါဆက်ပြီးတော့မနေနိုင်တော့ဘူး အမလေးဘာများလဲလို့လာလိုက်ခဲ့ပြတ်ပြမယ်ဒီလိုမိုးရဒီမှာချင်းနေရောပိုးဟတ်တွေရောအများကြီးဆိုပေမဲ့ဒါလေးပဲရှိမို့လို့မယ်နော်ဆိတ်ရှုံးမဲ့ပြဿနာတွေရှင်းသွားစေဖို့လက်နက်လေးတွေစုဆောင်းပေးထားရင် online ပေါ်ကနီလန်ကောင်းလေးရှိတယ်ချိုးနေတဲ့ရဲ့ internet ကလိုင်းရန်ကောင်းတဲ့ကြောင့်မလို့အားလုံးအတွက်နီလန်ကောင်းလေးရှာလာခဲ့တယ်စက်တရေးတိုင်းတွေတူထားရတဲ့ကြောင့်မလို့ internet လိုင်းနှစ်ဆပုံမြန်လာပါပြီမိုးရဒီရောက်တိုင်းပွဲစိတ်တွေကအတိုက်ပြောင်းပြီးသူတို့ကကိုရီးယားအိန္ဒိယကျောင်းမှာလာနေရတာအရန်ကိုကြိုက်ကြတာနော်ဒီလိုလို့အရန်လွယ်တယ်ရှာလာကရင်နဲ့ရေတန့်ကိုစားသူရောပြီးဘူးလေးကိုလှုပ်ပေးလိုက်ပြီးတော့ပွဲစိတ်တွေလာတတ်တဲ့နေရာလေးတွေစနကြတာလေးတွေမှာဒီဥစ္စာလေးကိုဖြန်းထားပေးလိုက်မိုးရဒီဆိုရေဝဲလို့ချင်တအားများရင်ပပလေးထားတဲ့ကျင်းသွဖြူပေါ်ပယုတ်စီဆက်လေးကိုချလိုက်ပြီးရင်စကားအိတ်ဒါမှမဟုတ်ဆိုရင်နှာခေါင်းစီးရဲ့ mess တွေကိုထည့်ထားလိုက်ပြီးတော့ဒါလေးကိုတကောကနာမှာချိန်ထားမယ်ဆိုရင်ချင်းနေပြည့်ရနော်ပြီးတော့နောက်ထပ်ပြဿနာကောင်းလေးကတော့ပြောနေတယ်သိန်းအောင်ထားရင်အဲ့ဒါကတော့မောင်ပိုးဟက်ပြီးတော့ဒီကောင်လေးကအသက်ကလည်းပြင်းသေးတယ်ဒါပေမဲ့ဒီနီးတိုင်းလည်းလုပ်ရင်တော့အိမ်မောကနေအပီးပိုင်စနာမှာတင်ချပဲငပြောတိစားပြီးတဲ့အခါမှာငပြောခွန်လေးတွေကိုမပြစ်လိုက်နဲ့နော်ငပြောခွန်လေးတွေကိုအတုံးသေးသေးလေးတွေတုံးပကံလေးနဲ့ထည့်ပြပြစီလေးနဲ့ရေလေးနဲ့ရောထည့်ထားလိုက်ပြီးတော့ဒါလေးကိုပိုးဟက်ကောင်လေးလာတက်တဲ့နေရာလေးတွေမှာတွတ်ထားလိုက်ရုံပဲဒီလိုပြဿနာတွေကြုံနေရတဲ့တငယ်ချင်းတွေဆိုရင်ဒီနည်းလေးတိုင်းလည်းလုပ်ကြည့်နော်အိမ်လက်ထက်ရှင်မီနေချင်းစရာလေးဖြစ်တဲ့အပြင်ပဝဲစိတ်ချင်းနဲ့ပိုးဟက်ရန်နေလဲကင်းဝေးစီရယ်ပြီးတော့ထူးနေတဲ့မြန်မာကိုလည်း follow ထားဖို့မမေ့နဲ့နော်တငယ်ချင်းတို့အတွက်နီလန်းကောင်းတွေလက်ဝက်ချက်တွေကိုလည်းအများကြီးနဲ့ဝေသွားဖို့ရှိရယ်ဒီဗီဒီယိုလေးကိုစိတ်နဲ့တက်တယ်ဆိုရင် like and share လေးလုပ်သွားပြပါအောင်နော်တငယ်ချင်းတို့ရောပိုးကောင်လေးတွေပြေးဖို့ဘယ်လိုလုပ်ကြလဲဆိုတာဒီ comment ထဲမှာမှန်းခဲ့ပေးကြပါအောင်ရှင်ထူးနေတဲ့မြန်မာစင်းကိုတုံးကြစို့မြန်မာတငယ်ချင်းတွေကြားထဲမှာအတုံးများဆုံးနံပါတ်1 single စက်တက်ရေးတိုင်တက်တွေတိုးထားရတဲ့ကြောင့်မလို့အင်ရချက် internet နှစ်ဆပုံမြန်လာပါပြီဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like comment နဲ့ share လုပ်ဖို့မမေ့နဲ့နော်တတ